ဒီနေ့29ရက်5လ2026ရက်နေ့တွင်ဘုန်းကြီးတို့အင်တာနက်ဖွင့်ကြည့်လိုက်တဲ့အခါမှာအညာဒေသမှာစစ်ကြောင်းထိုးသည်ဖို့ကရွာတွေကိုဗက်တိုက်မီးရှို့နေသည်ကိုတွေ့ရှိရပါသည်သက်ဆိုင်ရာနိုင်ငံတော်အကြီးအကဲအနေဖြင့်မီးရှို့ယုံများဖြင့်ငြိမ်းချမ်းရေးမရနိုင်ပါနိုင်ငံရေးကိုနိုင်ငံရေးနည်းဖြင့်ဖြေရှင်းပြီးတော့သွားဖို့ဘုရားတော်ကမေတ္တာရက်ခံအပ်ပါသည်ယခုလိုင်းပေါ်မှာတော်တော်များကိုဖိတ်ဖင်ရဗျာတွေကောင်းနေပါတယ်သို့အတွက်ကြောင့်ဒီဟာတွေကလည်းကြည်တော်မှုသမရမြန်မာနိုင်ငံသူနိုင်ငံသားတွေသာလျှင်ဖြစ်တယ်မိမိသားသမီးအရင်သဘောထားပြီးတော့မေတ္တာတရားရှိထားပြီးတော့မိရှုခြင်းကိုရပ်ပေးပါလို့ဘုရားတော်အနေဖြင့်နိုင်ငံတော်အကြီးအကဲထံမှာမေတ္တာရက်ခံအပ်ပါတယ်ကြည်ဘူးတင်ပါတယ်နိုင်ငံတော်အကြီးအကဲများဒါကိုအမြန်ဆုံးမိရှုတာတွေဖကြောင်ထိုးတာကိုတော့ဘုန်းကြီးကယခုဟာကအကုန်လုံးလူမှန်သမျှမိသားစုမှန်သမျှအကုန်လုံးဖိတ်ဖင်းနေရပါတယ်လိုင်းပေါ်မှာတော်တော်လေးကိုဖိုးဝါနေပါတယ်ဒါကြောင့်မလို့သက်ဆိုင်ရာအကြီးအကဲများအနေဖြင့်ယခုဖကြောင်ထိုးပြီးတော့ရွာတွေကိုမိရုပ်ခြင်းကိစ္စကိုရက်ပေးပါဟုမေတ္တာတရားရှိထားပြီးတော့ဝေကြောင်းဖရာတော်မှတောင်းဆိုအပ်ပါသည်အားလုံးတို့လောကကြီးငြိမ်းချမ်းကြပါစေတာယာကြပါစေအမြတ်ကြပါစေ